စိတ်အမိုးလုံခြုံကြပါစေစုံစီနှစ်ဖာကကြိုးစိုးပါတယ်ခင်ဗျာမိုးတွေတဲတဲမဲမဲရွာလာရင်ကျွန်တော်တို့အမိုးအောက်ပြေးဝင်ကြတယ်လေဘာလို့လဲအိမ်မှာခေါင်မိုးရှိလို့ပါအိမ်ခေါင်မိုးဟာအိမ်ထဲကပစ္စည်းတွေကိုမဆိုးအောင်ကာကွယ်ပေးပါတယ်ဘဝရဲ့လောကဓာတ်မိုးတွေရွာချလာတဲ့အခါမှာလဲခံနိုင်ရရှိဖို့ကျွန်တော်တို့မှာစိတ်ခေါင်မိုးရှိဖို့လိုပါတယ်တစ်ဖက်လူကဆဲလိုက်တာနဲ့ကိုကချက်ချင်းဒေါသထွက်မိသလားသူများရဲ့ကဲ့ရဲ့စကားတွေကြောင့်ညဘက်တွေအိတ်မပျော်ဖြစ်နေသလားဒါဆိုရင်တော့တင်းရဲ့စိတ်ခေါင်မိုးဟာပေါက်နေပြီဒါမှမဟုတ်မိုးမိုးမေ့နေလို့ပါပဲသတိဆိုတဲ့ခေါင်မိုးကိုသာလုံအောင်မိုးထားရင်ဘလောက်ပဲဆဲဆဲဘလောက်ပဲကဲ့ရဲ့ပါစေအပြင်ကလောကဓာတ်တွေကတင်းရဲ့အတွင်းစိတ်ကိုဘယ်တော့မှညှဉ်းနှွမ်းအောင်လုပ်နိုင်မှာမဟုတ်ပါဘူးအိမ်ခေါင်မိုးကိုအမြဲပြင်တယ်လို့မျိုးပဲတင်းရဲ့စိတ်ခေါင်မိုးကိုလည်းအမြဲဂရုစိုက်ဖို့မမေ့ပါနဲ့ခင်ဗျာစိတ်အမိုးအောက်မှာအေးချမ်းမှုရှိနေဖို့ကတင်းဘဝရဲ့အစစ်မှန်လုံခြုံမှုပါပဲတတိရှိပါအေးချမ်းကြပါစေခင်ဗျာ